ယာဆိုရင်မှာမုဒုဖြစ်တဲ့ပညာရှိအမတ်ကြီးတစ်ပါးရှိသူ့နာမည်ကဘယ်သူလို့ခေါ်လဲဦးပေါ်ဦးလို့ခေါ်တယ်မုဒုနဲ့ပတ်သက်ရင်မြန်မာစကားပုံတစ်ခုကမှားနေတာရှိသေးတယ်စာရေးဆရာမလို့ပြင်ခဲ့ပေမဲ့မြန်မာစကားမှာမူသားမပါလင်္ကာမချောဆိုတာတော်တော်များများသုံးနေပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တာဝန်ယူပြီးပြောပါတယ်မူသားမပါလင်္ကာမချောဆိုတဲ့စကားကိုမှန်တယ်လို့ထင်ပါလားမှန်တယ်လို့လူကြီးမင်းတို့ထင်ပါလားမှားပါတယ်အဲ့ဒီစကားကမှန်တယ်လို့ပြောရှေးလူကြီးတွေကရစရာကိုမရှိတော့ဘူးနော်ရှေးလူကြီးတွေကကျွန်တော်တို့လိန်လို့ရတယ်လို့ပြောသလိုမဖြစ်နေဘူးလားအခုဒီကနေ့ကမှလိန်ညင်တိုင်းလိန်ကောက်ချင်တိုင်းကောက်တဲ့ကောင်တွေကလိန်ညင်တယ်လို့လိန်ပလီစီ6ချက်တွေပြောပြီးတော့မူသားမပါလင်္ကာမချောတဲ့မဟုတ်ကဟုတ်တာတွေအမှန်အတို့ရဲ့စကားအမှန်ဒီခုနမူဒုကလာပါတယ်မူဒလို့ထွက်ရပါမယ်မူဒမပါလင်္ကာမချောဖြစ်ပါတယ်မူဒဆိုတာပျော့ပြောင်းနူးညံ့ညင်တာလင်္ကာဆိုတာမထောက်အောင်လေသိလားမသိဘူးလင်္ကာဆိုတာမကြမ်းအောင်ရှေးလူကြီးတွေပြောတဲ့စကားအမှန်မူဒမပါလင်္ကာမချောပြောချင်တာကလင်္ကာဆိုတာပျော့ပျော့ပြောင်းပြောင်းညင်ညင်တတာနဲ့ရေးသားဖွဲ့ဆိုရမယ်အဲ့ဒါကိုပြောတာဘယ်ပညာရှိကဘယ်တော့မှမူသားမပါလင်္ကာမချောလို့လောက်သွားလဲမသိဘူးအဲ့ဒါကျွန်တော်တို့အခုအမှားကြီးအမှန်ပြင်တယ်ကျွန်တော်တို့ကတော့ပြင်ရမှာပဲလူငယ်တွေဖြစ်တော့ကျွန်တော်တို့ပြင်တယ်မှုသားမပါလင်္ကာမကျော်လုံးဝမဟုတ်ပါညီလေးညီမလေးတို့အဲ့ဒီစကားလုံးဝမပြောပါနဲ့အဲ့ဒါဆိုလိန်နာကိုအားပေးတာဖြစ်သွားမယ်မူဒမပါလင်္ကာမကျော်အမှန်ကိုပြောရင်တော့မှပြောရမယ်သိလားမသိဘူးမှန်တယ်ထင်ပြီးတော့ဆွတ်ဆက်ပြီးလို့ရင်လင်းတိုင်းညုံလို့ဒုက္ခရောက်ဒုက္ခတော့ရောက်တယ်ဆိုတာကကျိုးတော့ကြိုးစားတာအတိုက်ခံနေပုံများတာပေါ့နော်ကျွန်တော်တို့အဲ့တော့ဥပ္ပဝနဲ့ပတ်သက်ပြီးအဖြစ်အပျက်လေးတခုပြောပြီးပါပြီပြောရမလားအဲ့ဒါလေး9မိနစ်ပါပဲเนาะအဲ့ဒါလေးပြောပြီးပါပြီအများဆန္ဒယူရတဲ့ဒီမိုကရေစီခေတ်ဆိုတော့လေเนาะဒါအများထောက်ခံရဥပ္ပဝဟာမြန်မာဒီစကားအပြောအဆိုမှာအလွန်မူးတုဖြစ်တဲ့ပညာရှိအမတ်ကြီးတစ်ပါးဖြစ်တယ်တနေ့ကျတော့ဘိုးတော်ဖျားနဲ့သူနဲ့စကားပြောတယ်ဘိုးတော်ဖျားကဘာပြောတာလဲဆိုတော့နန်းတော်ဆောက်ဖို့အတွက်တည်ရွေးတာဟဲ့ပေါ့ပြင်းကလေးသားလေးဆိုရင်တော့မကောင်းဘူးလားကွာဥပ္ပဝကစဉ်းစားလူချင်းမင်းတို့တက်ထဲမှာဘယ်တက်ကအကောင်းဆုံးလဲကျွန်းတယ်လေဟောအဲ့တော့ဥပ္ပဝစိတ်ထဲမှာပြောတာတော့ပါဇက်ကမပြောဒီဘရင်မထောင်မနှမ်းဘာဒီပြောနေလဲမသိဘူးကို Facebook စကားနဲ့ပြောရင်ဗယံပဓာတွေပါဟဲ့ဘာလဲကျိုးတက်ကအကောင်းဆုံးသိနေတဲ့ဟောဒါနဲ့အဲ့ဒါယူတော့ဘရင်ဘာတွေပြောနေတာလဲဖေဟာတက်ထဲမှာအဲ့လိုသွားပြောရင်ခေါင်းပြန်ပါလေဘရင်ဒီတစ်ချက်သူ့ထက် position ယာရုမကြည့်ဘူးလားအသက်ကောမကြည့်ဘူးလားအကုန်ကြီးတယ်အတွေ့အကြုံကောကြည့်တယ်အတွေ့အကြုံလေးပါကင်ရတဲ့လှန်လေးကြီးတယ်ဘိုးတော်ဘုရားမထင်တော့ဘာနဲ့ပြစ်တာလဲလှန်နဲ့ပြစ်တာရေးနေတင်းပြစ်ရှင်နေအဲ့ဥပ္ပဝဒါမဲ့ကိုဒီဝန်ထမ်းကောင်းဖြစ်တဲ့အတွက်အမှန်ကိုတော့ပြင်ပေးရမှာသိလားမသိကိုအထက်လူကြီးမားနေပြီလင်းတိုင်းညပြောဆိုခမကြီးမားနေတဲ့လူကြီးကိုသွားပြောလို့တော့ပြုတ်ပြီနော်မှန်ပါဘုန်းတော်ကြီးတဲ့တော်မူသောစင်ဖြူများရှင်ဘဝရှင်မင်းတရာကြီးဖျားကျွန်တော်တို့မြန်မာဘုရင်နဲ့စင်ဖြူလဲတိတ်ကြိုက်တယ်အဲကြောင့်တချို့မုတ်ဆိုးတွေကခယူသေးဆွဲနေတဲ့စင်ကြီးကိုစင်ဖြူဆိုပြီးဆက်လဲယူတာပဲကျိုးသူပြောတာပြင်းကလေးနော်တော်စင်ဖြူများရှင်ဘဝရှင်မင်းတရာကြီးဖျားပြင်းကလေးသားလဲတင့်မြတ်ကောင်းမှာပါတယ်ဖျားဘုရင်ပြောတာကိုမငင်းဘူးတို့ဘေကညာကျွန်းတစ်ကလေးဟာလဲတင့်မြတ်ကောင်းမှာပါတယ်ဖျားဘုရားနည်းနည်းတော့ကြောင်သွားတယ်ဟဲ့ဘောဒါဆိုရင်ယမနေသားလေးဆိုရင်ဟောကွာလုံးပြန်ကပီဒီဘရင်စိတ်ထဲကပြောတာနော်ဗဇက်ကမပြောမှန်ပါဖုန်းတော်ကြီးမြတ်တော်မူသောဘုရားရှင်မင်းတော်ဗျာယမနေသားလေးလဲတင့်မြတ်ကောင်းမှာပါတယ်ဖေဟာတို့တော်ညာလဲကျိုးတစ်ကလေးဟာလဲတင့်မြတ်ကောင်းမှာပါတယ်ဖေကနည်းနည်းတော့ဘောပေါ့ကိုဦးကငါပြောတာတစ်တရားတမျိုးဒီကျွန်းကိုဘာလို့အမြဲတမ်းပြောနေတာလဲဘယ်နည်းနည်းတော့သိမမိသေးဘူးထပ်ပြောဟဲ့ဘောဒါဆိုရင်ဗတောက်သားလေးဆိုရင်ဟောကွာဒီပြင်တော့လွန်နေဒါစိတ်ထဲရပြောမှန်ပါဖုန်းတော်ကြီးမြတ်တော်မူသောဘုရားရှင်မင်းတော်ဗျာဗတောက်သားလဲတင့်မြတ်ကောင်းမှာပါတယ်ဖေကျွန်းသားလဲတင့်မြတ်ကောင်းမှာပါတယ်ဖေဒါလို့ဆိုရင်တော့ဘိုးတော်ဖေသဘောပေါက်သွားပြီဘာလို့သဘောပေါက်သွားလဲကျွန်းတစ်ကိုပညာရှိကငါ့ကိုစောက်ခိုင်းနေတာရည်ပြီးတော့ပြောတယ်ဟဲ့ပုံဦးနင်ကလည်းစောစောစီးစီးကလေးကကျွန်းသားအကောင်ဆုံးလျှောက်ပြီးကြောဟဲ့ညီလာကအမိန်ချမယ်ကျွန်းသားနဲ့စောက်စီလူကြီးမင်းတို့လူငယ်တွေကျွန်တော်ပြောမယ်နော်လူကြီးတွေကပဲအထက်လူကြီးကပဲလက်အောက်ငယ်သားတွေကိုစီမံခန့်ခွဲတာမဟုတ်ဘူးနော်ပညာတက်ရင်မူတူဖြစ်ရင်လူငယ်တွေလက်အောက်ငယ်သားတွေကလည်းကိုယ့်လူကြီးမားနေတာကိုစနစ်တကျစီမံခန့်ခွဲတဲ့မဲ့ပြုတ်ပြင်နိုင်ပါတယ်လူကြီးကိုအာခါရမဖြစ်ဘဲနဲ့ပฏิပက္ခတွေမဖြစ်ဘဲနဲ့ထိန်းချောင်းပေးနိုင်ပါတယ်လူကြီးလည်းတစ်ခါတလေမားတတ်တာပေါ့ဘယင်လည်း perfect အရာအလုံးမဖြစ်ဘူးလေအဲ့လိုလောက်ရမှာလင်းတိုင်းညုံကတော့မှန်တာတော့ကျွန်တော်လောက်တာပဲတိုးတော့ကျွန်တော်မူတူမဖြစ်တဲ့အတွက်ကျွန်တော်ကိုအတိုက်ခိုက်တွေအယမ်းများတယ်